မင်္ဂလာပါဗျာအခုမြင်နေရတဲ့ကျွန်းလေးကိုကြည့်လိုက်ပါတာယာလှပလွန်းလို့ကမ္ဘာတွင်းကခရီးသွားတွေအရင်ကြိုက်ကြတဲ့ဂရိနိုင်ငံကစန်တိုရီကျွန်းလေးပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း3500လောက်ကဒီနေရာမှာကမ္ဘာသမိုင်းမှာအကြီးမားဆုံးမီးတောင်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်ဆိုတာဟောတင်သိပါသလားကျွန်းတစ်ကျွန်းလုံးပေါက်ကွဲထွက်သွားပြီးအခုချိန်ရခဲ့တဲ့ပင်လယ်ကမ်းပါးရံကြီးတွေဟာအဲ့ဒီခေတ်ကဒဏ်ရာဒဏ်ချက်တွေပါပဲဒီပေါက်ကွဲမှုကြီးဖြစ်ပြီးတဲ့နောက်ပိုင်းလူတွေကမိကွန်းတစ်ခုကိုနှစ်ပေါင်းထောင်နဲ့ချီမေးလာကြတယ်မတို့ကမ္ဘာပေါ်မှာအရန်ကိုထိုးတက်လွန်းလို့ကမ္ဘာကြီးကဖြတ်ဖြတ်ခဲ့လိုက်ရတဲ့မြို့ကြီးတစ်ခုတကယ်ပဲရှိခဲ့ဘူးလားဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောပြချင်တာကတော့လူတိုင်းကြားဖို့ကြားတဲ့ပျော်ဆုံးတဲ့မြို့တော်ကြီးဖြစ်တဲ့အတ္တလန်တစ်အကြောင်းပဲဖြစ်ပါတယ်ဒီအတ္တလန်တစ်အကြောင်းကိုကမ္ဘာမှာဘယ်သူစပြီးပြောခဲ့လဲဆိုတာဟောမိတ်ဆွေတို့သိကြပါလားပါဇက်ရာဇဝင်လည်းမဟုတ်ဘူးရာဇဝင်ပုံမြင်လည်းမဟုတ်ဘူးခရစ်တော်မပေါ်မီ365နှစ်ဝန်းကျင်ကဂရိပညာရှင်ပလီတိုဆိုတဲ့လူတစ်ယောက်ကစတင်ရေးသားခဲ့တာပါပလီတိုကစာအုပ်တစ်အုပ်ထဲမှာအတ္တလန်တစ်ဆိုတာပင်လယ်ရေမျက်နှာပြင်အောက်ကိုတညနဲ့တနေ့ရက်အတွင်းမှာမြုပ်သွားခဲ့တဲ့အင်အားကြီးမားဆုံးပင်လယ်အင်ပါယာကြီးဖြစ်ခဲ့တယ်လို့ရေးသားခဲ့ပါတယ်။ထူးဆန်းတာကတော့ဒီဖြစ်ရပ်ဟာခရစ်တော်မပေါ်မီ9600ဝန်းကျင်မှာဖြစ်ခဲ့တာလို့ရေးထားခဲ့တာပါ။အဲဒီနောက်ပိုင်းပေါ်လာသမျှစာအုပ်တွေရုပ်ရှင်တွေစူးစမ်းရှာဖွေမှုတွေအားလုံးဟာဒီပလီတိုရေးထားခဲ့တဲ့စာအုပ်ပေါ်မှာအခြေခံထားတာပါ။အခြားဘက်သမိုင်းမှတ်တမ်းမှဒါကိုတိကျအတည်မပြုနိုင်ခဲ့သေးပါဘူး။ပလီတိုရဲ့တပည့်တစ်ယောက်ဖြစ်တဲ့အာရစ်စတိုတယ်ကငါဆရာကတော့ကိစ္စတစ်ခုခုပြောချင်ရင်မြို့တွေကိုစိတ်ကြိုက်ဖန်တီးပြီးသုံးလို့ပြီးလိုက်ရင်ပင်လယ်ထဲကိုမြုပ်ပြလိုက်တာဆိုတဲ့ဟာတာတစ်ခုတောင်ပြောခဲ့မှုပါသေးတယ်။ဒါဆိုရင်အတ္တလန်တစ်ဆိုတာဟာတကယ်မရှိပဲပုံမြင်လား။တူတေဒီအများစုထောက်ပြတာကတော့အစကျွန်တော်ပြခဲ့တဲ့စန်တိုရီကျွန်းပေါ်ကအာခရစ်တိုရီဆိုတဲ့မြို့ဟောင်းလေးပါ။အဲဒီမြို့မှာတကယ်ကိုတိုးတက်ခဲ့တဲ့မီနိုအမ်ယဉ်ကျေးမှုရှိခဲ့ပြီးခရစ်တော်မပေါ်မီ1600ဝန်းကျင်မှာမိတောင်ပေါ်ခဲ့မှုကြောင့်ချက်ချင်းဆိုသလိုပြပုံဖြစ်ပျက်စီးသွားခဲ့တာပါ။အစအုံတွေရင်းနှုတ်မြောင်းတွေနိုင်ရန်ဆေးပကြီးတွေကအစဒီကနေ့အထိကျန်နေပါသေးတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိပါတယ်။ပလီတိုပြောခဲ့တဲ့အတ္တလန်တစ်ပျက်စီးခဲ့တဲ့ကာလနဲ့ဒီမီးတောင်ပေါက်ကွဲမှုကာလဟာနှစ်ပေါင်း8000လောက်ကွာခြားနေတာပါ။ဒါကြောင့်ရှေးဟောင်းသုတေသနပညာရှင်တွေကတော့စန်တိုရီမီးတောင်ပေါက်ကွဲမှုဖြစ်ရဟာအတ္တလန်တစ်ဒဏ္ဍာရီဖြစ်လာဖို့အနည်းဆက်ဆုံးဖြစ်နိုင်ပေမဲ့အတ္တလန်တစ်တီတန်တော့မဟုတ်နိုင်ဘူးလို့ဆိုကြပါတယ်။ဒါဆိုလူတွေကဘာလို့ဒီနေ့အချိန်ဒီအတ္တလန်တစ်ကိုဆွဲလန်းနေကြတာလဲ။1882ခုနှစ်မှာအမေရိကန်စာရေးဆရာတယောက်ကအတ္တလန်တစ်ဟာအီဂျစ်နဲ့မာယာယဉ်ကျေးမှုတွေရဲ့အစပြုရဖြစ်တယ်ဆိုပြီးစာအုပ်မှာရေးလိုက်တာနဲ့လူတွေကယူကူသွားကြတာပါအဲဒီနောက်ပိုင်းကမ်းလွန်မှာညီညီညာညာဖြစ်နေတဲ့ထုံးတောက်တုံးတွေကိုတွေးလိုက်ရင်ဒါဟာအတ္တလန်တစ်လမ်းမကြီးပဲဆိုပြီးယူဆကြတယ်တကယ်တော့ဘူမိဗေဒအရတဘာဝအလျောက်စတုဂံပုံတွေကွက်သွားတဲ့တောက်တုံးတွေဖြစ်ပါတယ်တကယ်တော့အတ္တလန်တစ်ဆိုတာဟာပင်လယ်ရေမျက်နှာပြင်အောက်မှာပျောက်ဆုံးသွားတဲ့မြို့တစ်မြို့မဟုတ်ပါဘူးပလီတိုကလူတွေကိုသင်္ကန်းစာတစ်ခုပေးခြင်းလို့ရေးခဲ့တဲ့ပုံမြင်တစ်ပုဒ်ပါဘလောက်ပဲတိုးတက်ပါစေမာနတွေထောင်လွှမ်းရင်ပျက်စီးရလိမ့်မယ်ဆိုတဲ့သင်ခန်းစာပေါ့နှစ်ပေါင်း2400ကျော်ကျော်သားပေမဲ့ကျွန်တော်တို့လူသားတွေဟာအဲ့ဒီပုံမြင်ကိုအရန်သဘောကျလွန်လို့အခုချိန်ထိပင်လယ်ထဲဆင်းရှာကြနေတော့ငင်းခုန်နေကြတော့ပါပဲအတ္တလန်တစ်တစ်ခုဆိုတာဟာပင်လယ်ရေအောက်မှာပျောက်နေတာမဟုတ်ပါဘူးရာဇဝင်ပုံမြင်တွေကိုဘယ်တော့မှမဖြောလို့မရတဲ့ကျွန်တော်တို့လူသားတွေရဲ့ရင်ထဲမှာပဲရှိနေတာပါဒီဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင် like နဲ့ subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်တော့နောက်ထပ်စိတ်ဝင်စားစရာတမိုင်းဝင်လျှို့ချက်တွေကိုဆက်လက်တင်ဆက်ပေးသားပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်တစ်ပုဒ်မှာတွေ့ကြတာပေါ့